လူအုပ်ထဲမှာဒူမကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင်မာဖီးယားကုန်းချုပ်ဟာအချစ်မှာကြာဆုံးသွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးတေယိုတာဟာတခြားပဲမျိုးသမီးကိုမှအာယုံစိုက်တော့ပါဘူး။သူဟာအဲ့ဒီလာပါတဲ့ဆရာမလေးအကြောင်းကိုပဲသစိမ့်စိမ့်တွေးနေမိခဲ့ပါတယ်။ဤဖီဝိုးနဲ့နီးစပ်ခွင့်ရဖို့အတွက်သူဟာငွေမြောက်အများအကုန်ချခံပြီးဒူမလုံးလို့တဲ့အကြောင်းကိုဝယ်ယူခဲ့ပါတယ်။ကျောင်းကိုလာရောက်ကြည့်ရှုတဲ့အကြောင်းပြချက်နဲ့ဒူမကိုလူပုံလဲမှာပန်းတွေပေးခဲ့ပါတယ်။ Dave ကနောက်ထပ်ခြေလှမ်းတစ်ခုလမ်းတော့မဲ့အချိန်မှာပဲအဖေဝမှာရေးစားရှိနေမှန်းသိလိုက်ရပါတယ်။အပြင်ဘက်မှာတော့သူဟာတည်ငြိမ်နေပေမဲ့အတွင်းစိတ်မှာတော့ပြင်းထန်တဲ့မနာလိုမှုနဲ့ဝမ်းနည်းမှုတွေကသူ့ကိုချက်ချင်းအေးအေးယူဆောင်ရွက်စေခဲ့ပါတယ်။ဤဖီဝိုရဲ့စိတ်ဆက်ပွဲပြီးမှမျက်နှာပုံးဆွထားတဲ့အမျိုးသားတော်များများဟာအခမ်းအနားချင်းပြရာနေရာကိုစီးနှင်းဝင်ရောက်ပြီးဒူမကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။သူမကတော့တစုံတယောက်ကိုပြစ်မှားမိလို့ထင်နေခဲ့ပေမဲ့မကြခင်မှာပဲဇင်းခံဆိုင်အင်ဂျီတစ်ခုစီကိုရောက်သွားခဲ့ပါတယ်။ဒူမကိုပြန်ပေးဆွဲခဲ့တဲ့သူဟာနမီကြီးအလူရှင်ဒေးလ်စာဖြစ်နေတာကိုသူမမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဤဖီဝိုကတခုခုမှန်းနေတာလားလို့မြင်နေခဲ့ပေမဲ့ဒေးလ်ကတော့လက်စွပ်တကွင်းကိုထုတ်ပြီးချက်ချင်းပဲလက်ထက်ခွင့်တောင်းခဲ့ပါတယ်။အဲဒီတော့မှသူဘာကြောင့်ကျောင်းကိုဝယ်ခဲ့တာလဲဆိုတာကိုသူမနားလည်သွားခဲ့ပါတယ်။ဒီလိုဖွင့်ပြောလာတဲ့အပေါ်အေးထေးကသူမဟာသူမရဲ့ရေးစားကိုပဲချစ်တာပါလို့ပွင့်ပွင့်လင်းလင်းရင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မြေဥတာဟာမာဖီးယားကုန်းချုပ်တယောက်ဖြစ်တယ်ဆိုတာကိုသူမမေ့သွားခဲ့ပါတယ်။သူမတာသူကိုလက်မထက်ရင်သူမရဲ့မိသားစုနဲ့ရေးစားဖြစ်သူတို့မှကြောက်စရာကောင်းတဲ့အရာတွေဖြစ်လာနိုင်တယ်လို့သူကတတိပေးခဲ့ပါတယ်။သူတို့ကိုကာကွယ်ဖို့အတွက် AK ဟာခဏတိတ်ဆိတ်သွားခဲ့ပါတယ်။သူမရဲ့မိခင်ဖြစ်သူဟာသူမခေါ်ဆောင်ခံရတာကိုမကြခင်မှာပဲသိရှိသွားပြီးတမီဖြစ်သူနေကောင်းရဲ့လားဆိုတာကိုသိချင်စွာနဲ့အသေးအတန်ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်။တက်တော်ဆောင်ရဲ့ရှင်းမှာတော့ AK ဟာသူမဘေးကင်းပါတယ်လို့လင်ညာပြောဆိုခဲ့ရပါတယ်။မိခင်ဖြစ်သူရဲ့ပူဆွေးတော့ကြောက်နေတဲ့ငိုတန်ကိုကြားရတဲ့အခါသူမအနေနဲ့ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်တော့ဘူးဆိုတာသိလိုက်ရပါတယ်။ Dave ရဲ့ယုံကြည်မှုကိုရယူပြီးမှထွက်ပြေးဖို့သူမလိုအပ်ပါတယ်။သူမဟာသူစီသွားပြီးသူမရဲ့မိသားစုကိုအကာအကွယ်ပေးမယ်ဆိုတဲ့ကတိနဲ့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ Eve ကသဘောတူလိုက်ပြီဆိုတာသိလိုက်ရတဲ့အခါ Dale ဟာအလွန်ဝမ်းသာသွားပြီးသတင်းစာရှင်းလင်းပွဲခေါ်ကသူမနဲ့လက်ထပ်တော့မယ့်အကြောင်းလူသိရှင်ကြားကြေညာခဲ့ပါတယ်